အားလုံးပဲမင်္ဂလာပါ16ကနေ20နော်16ကနေ20အထိအဲ့အတွက်16ကနေ20အတွင်းမှာလိုက်ရမယ်ပတ်တိတစ်လုံးရယ်နောက်ပြီးတော့မွေးကင်းနှန်းရယ်ပြောမယ်နော်ရှေ့ဘက်ကပြီးခဲ့တဲ့ဘက်ကတော့ကျမတို့မွေးကင်းနှန်းကမထွက်လာဘူးပေါ့နော်အဲ့ဒါတော့ရှိတယ်ဒီတစ်ပတ်မှာဆက်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်3ခွက်ထပ်ပေးမယ်နော်ပြီးတော့ကျွန်မရဲ့ဗုဒ္ဓဟူးမကျော်ပတ်တိစောင်းနေပြီနော်သူကတင်ခွက်3ခွက်ပါမယ်ပတ်တိတစ်လုံးပေးမယ်အဲ့ဒါ2000နောက်ပြီးတော့တစ်ပတ်လုံးစာအတွက်တစ်ချိန်မကဘူးထွက်တဲ့တစ်ပတ်လုံးစာ9လုံးအခွေပေါ့နော်9လုံးအခွေအပူပါအဲ့ဒီကောင်ကိုစာတို့အနေနဲ့အချိန်တိုင်းအဲ့ဒါပဲထိုးသွားမယ်ဆိုရင်အဲ့ဒီ9လုံးအခွေအပူပါကက်ကလည်း2000ဒါကျွန်မရောင်းတဲ့ကက်တွေကျွန်မရောင်းတဲ့ကက်တွေပါအဲ့တော့အဲ့ဟာတွေကိုအသုံးပြုခြင်းတဲ့သူတွေက40 244 5639ခွန်6ခွန်9 80 664ဖုန်းဆက်လို့ရတယ်နောက်ပြီးတော့ Viber Telegram ကကြတော့40 244 5639ခွန်အဲ့ဒီကနေလည်းဆက်သွယ်ပြီးတော့ဝယ်ယူလို့ရတယ်အဲ့တော့ပြောချင်တာတခုကလေတချို့ကလာမေးတယ်နေ့တိုင်းမပေးဘူးလားပေါ့နော်နေ့တိုင်းမပေးဘူးလားလို့လာမေးတော့ပေးတယ်ဟုတ်ကျွန်မပေးတယ်တမြဲတင်တယ်ပြောတယ်ပြီးတော့အဲ့ဒါသူတို့ဘာပြောလဲဆိုရင်ကက်တီအကြောင်းပြီးတော့ကက်တီကိုကျွန်မဒီလိုလိုပဲ2000ပြောတယ်ဒါပေမဲ့အဲ့ချိန်မှာသူတို့ဘာပြောဆိုရင်အော်အဲ့ဒီကက်ကိုသူတို့မဝင်နိုင်ပါဘူးပေါ့နော်မဝင်နိုင်ဘူးသုံးမပြနိုင်ဘူးပေါ့နော်သုံးပြနိုင်မှုဆိုတာဒီလောက်များနေရတဲ့2000မလို့တဲ့များလို့မလို့ဝယ်နိုင်မှာတော့နဲ့ဆိုတော့ဟုတ်โอเคပြဿနာမရှိဘူးလေမဝင်နိုင်မဝင်နဲ့လေကျမကလည်းဖြည့်တယ်ဆိုရဲအကြောင်းကလာမေးတဲ့အတွက်ကြောင့်မလို့ကက်တရဘလို့ရှိရလဲဘလောက်လဲလို့မေးတဲ့အတွက်ကြောင့်မကျမဒီကက်ကတော့ကျမတို့2000ပါလို့ပြောတာလေဟုတ်တယ်မလားအဲ့တော့မသိရင်ဗျာကိုကပဲအတင်းအားရမှာပေါ့နော်ဝယ်ခိုင်းနေကြနေရပဲလေဒီလောက်များနေရမဝယ်နိုင်ပါဘူးဆိုတော့ဟောဘာလဲပေါ့နော်မသိရင်ကိုကပဲမရဘူးအတင်းကြီးကိုဝယ်ရမယ်လို့ဆိုပြီးပြောနေလို့ तू ကလည်းအတင်းညင်ကိုကလည်းအတင်းပြောအဲ့လိုဖြစ်နေရအဲ့လိုပုံစံဖြစ်နေရသိလားနော်အဲ့တော့မဝယ်နိုင်တဲ့သူကမဝယ်နဲ့ဝယ်ပါလို့လည်းကျွန်မပြောတာမဟုတ်ဘူးနော်တခါတည်းပြောတာနော်ဝယ်ထားတဲ့သူတွေကတော့အဲ့ဒီကက်တင်နဲ့ဖိုင်မယ်အမြတ်ရရင်နားမယ်အဲ့တော့နေ့တိုင်းလည်းပြောမယ်3D နော် 3D လည်းပြောမယ် 3D ကကြတော့လေကျွန်မကြိုက်တဲ့ဟာလေးထုတ်ထားပါတော့ခဏလေးနော်အဲ့တော့ 3D ရင်ပြောမယ်နော် 3D ကကြတော့တဲ့6နှစ်5 3ညနှစ်5 5 3ည4 6နှစ်5 3ညနှစ်5 5 3ည4တဲ့အဲ့တော့ကွက်ပဲဒါ 3D เนาะအဲ့တော့ 2D ကကြတော့တပတ်လုံးပေါ့နော်တပတ်လုံးအတွက်ပတ်တီးကိုသုံးမယ်ဆိုရင်3ညเนาะ3ညအဲ့ဒါတပတ်လုံးစာအတွက်ပတ်တီးလိုက်ခြင်းတဲ့သူတွေက3ညကိုလိုက်ပါပြီးတော့ဟွာကမွေးကနန်း3ခွက်က3885 35 3885 35เนาะအဲ့ဒီဟာ3ခွက်အဲ့ဒါကเนาะအာပေါ့เนาะအဲ့3ခွက်ကဒါမွေးရမယ်မွေးကနန်းပြီးတော့နေ့တိုင်းပဲတစ်ခါတည်းပြောလိုက်မယ်เนาะနေ့တိုက်က6နှစ်နေကုန်းပတ်တီ6နှစ်8 3ည1 4ခွန်အကက်ခွေ8
8314ခွန်အကတ်ခွေနော်ပတိယ6နှစ်အဲ့ဒါနေတိုင်းနော်အဲ့တို့ဗုဒ္ဓဟူးမကျော်ကိုအသုံးပြုမဲ့သူတွေကစမယ်နော်တနင်္လာနေ့မှာစပြီးတော့ fight မယ်ခုမှအသေးအသုံးပြုချင်ပါတယ်ဆိုတဲ့သူတွေလာခဲ့လို့ရပါတယ်ပို့ဆက်လိုက်နော်ဘိုင်